ကန်စိတ်ကကိုယ့်ရဲ့လူမှုနေ့စဉ်လူမှုဘဝပတ်ဝန်းကျင်မှာတော်တော်လေးကိုလာပြီးတော့မှနှောက်ယှက်တတ်တယ်ထိခိုက်တတ်တယ်ပေါ့နော်အဲ့ဒါပါလဲဆိုရင်ကျမဆိုရင်အရင်တော့ကလေမိသားစုမှာကျမဆိုရင်လဲဒါပြောမဲ့ဆိုရင်ကျမတို့အိမ်ထောင်တစုတီထောင်လိုက်တဲ့အချိန်မှာကျမကအမျိုးသားဘက်ကိုလိုက်နေရတာမျိုးသားဘက်ကိုလိုက်သွားလိုက်တာပေါ့နော်အဲ့ဒီအချိန်မှာငယ်တဲ့စိတ်ရယ်ဆိုတော့ကျမကလေဘယ်လိုဖြစ်မလဲဆိုတော့အကန်စိတ်အများတန်းရှိတယ်မာနကြီးတယ်အဲ့လိုမျိုးကိုကျင်တတ်တာပေါ့နော်အဲ့တော့ကျမကမျိုးသားနဲ့ကျမတခုခုဖြစ်ခဲ့ပြီဆိုရင်လေကျမကလေတေးသေးလေးဖြစ်လဲလေကိုထိန်းချုပ်နိုင်စွမ်းအားနည်းတဲ့ထဲမှာကျမပါတယ်ကျမကလေအဲ့လိုဝုန်းတိုင်းကျဲပြလိုက်တာအဲ့လိုမျိုးဝုန်းတိုင်းကျဲလိုက်တော့ပြဿနာတိုင်းမှာအကြီးကြီးဖြစ်သွားတာပဲရှိတယ်အဲ့တော့ဘောနော်ငယ်ရွယ်စဉ်ဆိုတော့စကားများရန်ဖြစ်ပေါ့ကျမအမျိုးသားဆိုကျမကိုဘယ်လောက်ပြောလဲဆိုရင်လေသူစင်ရဲတဲ့မင်းကိုလေးတဲ့ချစ်လို့ယူထားတာတဲ့အခုတော့ငါတဲ့ဘောက်စိတ်တင်တော့တက်ရမလို့တောင်ဖြစ်နေပြီတဲ့ကျမလည်းဟောအဲ့ဆိုနော်အဲ့မှာကျမပြန်တွေးလိုက်တော့လို့ငါတို့ကဟုတ်တယ်မှန်တယ်ချစ်လို့ယူခဲ့တာဘာလို့လဲဆိုတော့ယူကားစားတော့ကျမတို့တွေကတယောက်နဲ့တယောက်အမလေးချစ်ခင်တော့တေးသေးလေးတွေဆိုလဲဖြေဖြောင်းနိုင်တယ်ကျင်းနဲ့အချိန်တစ်ခုရလာတယ်ကာလတစ်ခုရလာတဲ့အခါမှာကျတော့ဒီအိမ်ထောင်တစ်ခုရဲ့ဒီဖြစ်စည်းမှုတွေစိတ်ပင်ပန်းမှုတွေယောက်ျားကလည်းဒီစီးပွားရေးရှာရတဲ့အခက်အခဲတွေမိန်းမအမျိုးသမီးကျတော့လည်းဒီအိမ်ထောင်တစ်ခုကိုထိမ့်သိမ်းရတဲ့အခါတွေမှာကြာရင်ပင်ပန်းလာကြတာပင်ပန်းတဲ့အခါမှာတယောက်နဲ့တယောက်တွေးကြပြီဟေးဆိုရင်ချလိုက်မယ်ဆိုတာအရင်လာကြတာပေါ့နော်ဒါမှတော့ကျမမျိုးသားသူကတော့အေးတာပေါ့နော်ကျမကပဲနည်းနည်းအဲ့လိုကျမတော့လည်းစိုးတဲ့ထဲမှာပါတာပေါ့အဲ့တော့ကျွန်တော်နောက်ပိုင်းမှာပြန်တွေးလိုက်တဲ့အခါမှာဒါတွေကပြုတ်ပြင်ယူလို့ရတယ်ဒါတွေကတကယ်တော့ကိုပြုတ်ပြင်လိုက်တယ်ဆိုရင်တစ်ဖက်လူအတွက်လည်းဒါအေးချမ်းသွားတယ်အဲ့တော့ကျွန်မကနောက်ပိုင်းမှာဘာလုပ်လိုက်လဲဆိုရင်တော့ဆိုကျွန်မကလေမနေ့ခင်မိုးလင်းနဲ့သူ့တာဝန်ကကလေးတပုတ်ចောင်းတပုတ်အဲ့ဆိုအရင်ကဆိုကျွန်မနှိုးတယ်သူမထားဘူးကိုအာမီတွန်းတောက်တဲ့လုပ်ပြီးတော့မှကျွန်မတော့ပို့လိုက်တယ်ဒါပေမဲ့နောက်ပိုင်းမှာကျတော့အခုဒီဘက်နောက်ပိုင်းဒီမှာကျွန်မဘာလုပ်လာလဲဆိုရင်မနေ့ခင်ကိုသူ့နှိုးတယ်သူကလည်းမျိုးယောက်ျားလေးတွေကမနေ့ခင်ဆိုလည်းထားနှိုးရတာလည်းခက်တယ်အဲ့ဒါခါလေးကြောက်ရင်တော့မထားဘူးပေါ့နော်အသားလေးကလည်းသူသွားချင်ပြီဆိုရင်ကျမလည်းတပိုးလိုက်တယ်ပြန်လာပြီဆိုရင်ကျမဘာမှမပြောဘူးအဲ့ဘက်မှာဘာဖြစ်လာလဲဆိုရင်အဲ့လိုဖြစ်လာတဲ့အပိုင်းလေးတွေမှာဆိုရင်ကျမကကလေးတပိုးရပို့ပြီးပြန်လာတော့ကျမအိယာခန်းစည်းလက်ကြည့်လိုက်ရင်သူမရှိတော့ဘူးဘာလုပ်ပြီလဲသူမျက်နှာသစ်သူနေ့စဉ်ဖျားရှိခိုးတာပေါ့နော်အဲ့တော့သူဖျားရှိခိုးနေပြီအရင်ကဆိုရင်ကျမကလေပြောတာပေါ့နော်ပြောတော့ပူလောင်တာပေါ့အိမ်မှာလေအဲ့လိုလေးတွေပေါ့နောက်ပိုင်းမပြောတော့တဲ့အခါမှာကျမတို့တွေကအေးချမ်းလာတယ်ဒါကြောင့်ကျွန်မဒီနေ့ပြပြတဲ့အရာလေးတွေထမ်းနေအတွေ့အကြုံတစ်ခုရတယ်ဆိုရင်တော့ follow လေးလုပ်ခဲ့နော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်